စုံတော်ကြီး၄ယောက်ကနေပြီးတော့တရားမြင်ရှောက်ပြောမယ့်အချိန်ရောက်ပါအဲ့တော့ကျွန်တော်ဘေးနာကကက်ဆက်မျက်နှာဖုံးနောက်ကရဆယ်လီဘယ်သူပါလဲခင်ဗျာကင်းစားလိုက် ကိုငွေစိုး ကိုငွေစိုး သူ့အဖေလေ ငါဖေဘယ်သူမှစဉ်းစားလို့မရတဲ့ဆုံးကြတော့အနည်းဆုံးနဲ့မပြောရတာမကောင်းဘူးလား ဟုတ်ကဲ့ပါအဲ့တော့ညီမလေး ဘသူလဲတော့မသိတော့ပါဘူးဒီဘဝပဲဒီမြပဲရှိစေတော့ကိုတော့မသူပြောရမလဲ တိဘူးလေ ညီမလေးစုံတော့လေ ငါတော့နိုင် ကိုဖြိုးနောက်လိုက်လိုက်ကောင်းမလားမသိဘူး အောင်ထက်တို့နေမင်းတို့ဖြစ်နိုင်တယ်လေအဆိုတော်တွေက ထင်တဲ့လူကိုပြောကိုဖော်ထုတ်တာဘယ်သူတော့ညီမလေးစုံစမ်းတာဘယ်သူတော့ အောင်ထက်ဒါမဖြစ်နိုင်ဘူးအောင်ထက်ကလည်း မဖြစ်နိုင်မပြောနဲ့လေ ကြကြပါကြကြပါ အောင်ထက်ကခဏခဏစုံတယ်လေ ထင်တာပြောပါစို့ အောင်ထက်ကခင်လဲခင်တယ်ခဏခဏစုံ ဘယ်သူဖြစ်သွားပြီလဲ ကဲပြော Presley မင်းစင်ကစီတင်သူရနေပြောသူ့ကိုဖယ်ထုတ်သလား ပြောလိုက်ပါတယောက် အောင်ထက်ဩ ဒီဘူးလာပဲစိုက် ဘာများပြောမလို့ ဒီဘူးလာပဲစိုက်တာပဲစိတ်ရတယ် အဲ့တော့အမ ဟေးပြော သူများမပြောအမပြောပါလေမရဲ့ ပြောမယ်အဲ့ဒါအတီပြောရမယ်အမှန်အတိုင်းပြောရမယ်ဆိုလို့ရှိရင် तू ကလေကိုဝေလာရဲ့အတန်နဲ့အရန်တူနေတယ်ဘာလို့လဲဆိုတော့ဒီကိုဝေလာရဲ့အတန်အတိုင်းကို तू လိုက်ပြီးတော့တူပြီး तू စိုးနေတယ်သိလားအဲ့လိုစိုးနေတယ်ဒါပေမဲ့လေအဲ့ဒီအတန်လိုင်းမျိုးအမလေခုနပြောသလိုပေါ့မသိစိတ်ကလိုက်ရှာတာလေလိုက်ရှာတဲ့အချိန်မှာလေတယောက်တွေ့တယ်တယောက်ကလည်းအဲ့မိုးတောက်ဆိုတဲ့အဆိုတော့ မိုးတောက် မိုးတောက်ဆိုတဲ့အဆိုတော့ကလေ तू အဲ့လိုလိုင်းမျိုးနဲ့ဆိုထားတာတွေကိုအမတွေ့ရတယ်သိလား ဟုတ်မ သိလားအဲ့ဘယ်လိုနေလိုက်မိုးတောက်ဆို မတောက်တယ်တောက်မကောင်းမထင်တောက်လိုက်လေးပါ ဟုတ်ဘူးလေနင်တို့တွေကအဆိုရတယ်ဆိုမိုးတောက်တာတော့မသိဘူးလား ဖြစ်နိုင်လားလို့ မမိုးတောက်ကြတော့အပြင်မှာမမြင်ဘူးတော့ကြောင့်မလို့ဒီအရက်မောင်းအတန်းကတော့တူတယ်ကွာဒါပေမဲ့အရက်မောင်းပါညာမိုးတောက်ကနင်တို့မြင်ဘူးလားလို့ အပြေမမြင်ဘူး မိုးတောက်အတန်မျိုးဖြစ်အောင်ကိုဝေလာအဆူထားတော့မဖြစ်နိုင်ဘူးလား ဟိုအဲ့မိုးတောက်အတန်နဲ့တော်တော်တူတာပြအဲ့ဟိုလေးဗာလဲအဲ့ US sound နဲ့မှာလဲလေသူတို့နှစ်ယောက်ဆိုတဲ့ sound ကလဲမိုးတောက်ဆိုဘူးတဲ့အဲ့ဒီဟာကိုအဲ့ Facebook မှာမှတွေ့ဘူးတဲ့ ကောင်းတော့စင်စီရင်မခံနိုင်ဘူးလားကြာ ရေးပါကျွန်တော်တို့ထိုင်ဆောင်ပါမယ် အတီးပြောမယ် ဟုတ်ပြီဒီပြောမယ်โอเคဒီပြောမယ်ထားပြောလုံးထားလိုက် ကဲအဲ့တော့အမခုနကပြောခဲ့တာတွေကတော့ကွာဒါလည်းဖြစ်နိုင်ကြပြီဒါပေမဲ့အမကနောက်ဆုံးပြန်ပြီးတော့စဉ်းစားလိုက်တော့လေအမအရင်တော့ပြောခဲ့တဲ့ဟာကိုတစ်ခုပဲမှလေဟုတ်လို့ဗျာမများချင်ဘူးကွာသိလား ဟုတ်မှာ တို့ကမပြောင်းလဲဘူးတစ်ခုခွဲဆုပ်ကိုင်းမယ်နေမင်းအိမ်မဲ ကဲထွန်းတော်ညီလေးရော ကျွန်တော်စကြတဲ့စုပ်ကင်ထားတာ စုပ်ကင်တာဘာလို့လဲ ဘုတို့ရှာ လို့ ဒီ ကြော က က် ကိုင်းမြန်ပြီ တို့ကင်ဒီမှာဘာကြီးလဲဆိုတော့ဝေလာ ဝေတော့ကင်လိုက်တာကဲ ကိုဝေလာပဲ ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ဖေးနာကက်ဆက်ရော့စတာမျက်နှာဖုံးနောက်ကွယ်ဆယ်လီကိုဖြိုးငွေဆိုးကငွေဆိုးဒီဒီကအောင်ထက်မခိုင်လေးကနေမေးအိမ်နဲ့ထွန်းထွန်းကကိုဝေလာဆိုပြီးတော့အတီးတီးမှတ်ချက်များပေးထားကြပါလားခင်ဗျာ ဆီမီဖိုင်နယ်အဆင့်မှာဂက်ဆယ်ရော့စတာမျက်နှာဖုံးရှင်ကိုဝေလာဝေဆိုးအောင်ထက်နေမင်းအိမ်ဆိုပြီးအတီးတီးခံမှန်းထားကြပါတယ်။နှမ်းရခတ်တဲ့ဂက်ဆယ်ရော့စတာရဲ့တရုတ်မှန်ကိုဒီညမြင်တွေ့ခွင့်ရမလားဆိုတာကတော့အားလုံးရဲ့မဲပေးဆုံးဖြတ်မှုပေါ်မှာမူတည်နေပါတယ်။